မုန်တိုင်းတိုက်ခတ်မီမှာရွာသူရွာသားတွေရဲ့စီးပွားရေးအရာဆုံးရှုံးမှုတွေလျော့နေသွားအောင်သူတို့စီကလိမ်မော်သီးတွေကိုလက်ကားဆေးနဲ့ကျွန်တော်တို့ကိုရောင်းဖို့ကျွန်တော်အကြံပေးခဲ့ပါတယ်။ဒါပေမဲ့ရွာလူကြီးသမီးကတော့မုန်တိုင်းကကြီးဘက်ကိုဥတီလာခြင်းမှလာမှခဲ့လို့အလော်တကြီးမရောင်းကြဖို့နဲ့ဈေးကောင်းရအောင်ထိုးလောင်ထားကြဖို့လူတိုင်းကိုတွိုက်သွင်းခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရောင်းဖို့အရင်ကသဘောတူထားတဲ့လိမ်မော်သီးတန်20ကိုတောင်ပိုးသက်ဆေးတွေဖျဲပြီးသူတို့ရဲ့ကိုပိုင်ကိုတောင်တွေထဲမှာတင်စီလိုက်ကြပါတယ်။အားလုံးဟာမုန်တိုင်းအပြီးမှဈေးကောင်းတဲ့ရောင်းဖို့စောင့်နေကြတာပါ။နောက်ဆုံးမှာတော့ကျွန်တော်လည်းလက်ချီတက်တက်ပြန်ခဲ့ရပြီးခေါ်ထားတဲ့ကုန်တင်ကားကိုလည်းလေမော်တီတီဖို့အတွက်ဘေးနားကအင်းကြီးချင်းရွက်ကိုပဲလွှတ်လိုက်ကြပါတော့တယ်။ရက်အနေငယ်ကြားတဲ့အခါကျွန်တော်ခံမှန်းထားတဲ့အတိုင်းပဲမုန်တိုင်းကရွာကိုဖျက်ကျော်တိုက်ခတ်သွားခဲ့လို့လေမော်တီတွေဟာမြေပြင်ပေါ်မှာပြန့်ကျဲကုန်ပါတယ်။ကိုတောင်ထဲမှာထိုးလောင်ထားတဲ့လေမော်တီတွေလည်းရေဆုပ်ကုန်တာပေါ့။မုန်တိုင်းပြီးမှတော့ရွာလူကြီးသမီးအပါဝင်ရွာသူရွာသားအားလုံးကသူတို့လေမော်တီတွေကိုဝယ်ပြီးဖို့ကျွန်တော်စီလာရောက်တောင်းပန်ကြပါတော့တယ်။ကျွန်တော်ကတော့လက်ကပြပြီးကျွန်တော်လည်းဘာမှမတတ်နိုင်တော့ဘူး။ခမားတို့ပဲတင်ထားပြီးဈေးကောင်းရမှာရောင်းကြပေါ့လို့ပြောလိုက်ပါတယ်။တကယ်တော့မုန်တိုင်းလာတော့မယ်ဆိုတာဖုန်းထဲမှာကြည့်ပြီးကျွန်တော်တော်တော်လေးစိတ်ပူခဲ့တာပါ။ရွာသူရွာသားတွေကိုကျွန်တော်အိမ်ဝင်းထဲခေါ်ပြီးရင်ရင်ကြေးကြေးရေးတော့ရင်းနဲ့နောက်ရက်ဒီမှာအားကောင်းတဲ့မုန်တိုင်းတစ်ခုဝင်လာတော့မယ်။အဲ့ဒါဆိုရင်တီးနိုင်ကြိုင်တီးမှုကိုထိခိုက်နိုင်တယ်လို့ပြောပြခဲ့ပါသေးတယ်။နှစ်ရက်အတွင်းမှာပဲအခင်းထဲကမှဲ့အခါနီးလိမ်မော်တီးတွေကိုခူးဆွတ်ပြီးကျွန်တော်အမြင်ဆုံးရောင်းပေးမယ်လို့လည်းအကြံပေးခဲ့ပါတယ်။ကျွန်တော်တို့ကရွာသားဖြူကြတာရဲ့ကျွန်တော်ကိုယ်တိုင်လည်းမြို့မှာလက်ကားစီးပွားရေးလုပ်ပြီးပတ်စံအနေငယ်ရှာထားနိုင်တာရဲ့ကြောင့်အားလုံးကိုကူညီခြင်းခဲ့တာပါ။ရွာသူရွာသားတွေဟာစိုက်ပျိုးရေးကိုပဲအားကိုးမိကြရတာဆိုတော့သူတို့အတွက်မလွယ်ကူဘူးဆိုတာကျွန်တော်သိပါတယ်။ကျွန်တော်တို့ရွာရဲ့ဝင်ငွေဟာအဓိကအဖြစ်လိမ်မော်ခင်းတွေပေါ်မှာပဲမူတည်နေတာမဟုတ်လား။အကယ်၍ဒီလိမ်မော်တီးတွေသာမုန်တိုင်းကြောင့်ပျက်စီးသွားရင်သူတို့ရဲ့တနစ်သားဟာခက်ခဲသွားပါလိမ့်မယ်။ဒါကြောင့်လိမ်မော်တီးအများစွာဆုံးရှုံးနိုင်ခြေရှိတဲ့ဆွမ်းစားမှုကိုကျွန်တော်ကိုယ်တိုင်ခံယူပြီးတရွာလုံးအကျိုးရှိအောင်ဒီအကြံပေးချက်ကိုပေးခဲ့တာပါ။ဒါပေမဲ့ကျွန်တော်စကားကိုကြားတဲ့နောက်မှာရွာသားတွေကကျွန်တော်ရဲ့စေတနာကိုချက်ချင်းကျေးဇူးတင်မဲ့စားတယောက်ကိုတယောက်ကောင်းကြည့်နေကြပါတယ်။ဦးလေးလီရဲ့တားဖြစ်သူကဆရာရွှေမနီသေးတဲ့လီမော်တီးတွေကိုတပောင်ဘလောက်ပေးမှလဲလို့မေးတဲ့အခါကျွန်တော်ခဏလောက်စဉ်းစားပြီးတင့်တော်တဲ့ဈေးဖြစ်တဲ့တပောင်ကို1.5ယွမ်ပေးမယ်လို့ပြောလိုက်ပါတယ်။တကယ်တော့ပေးရွာကကျွန်တော်ကို1.4ယွမ်နဲ့ကမ်းလှမ်းခဲ့တာပဲကျွန်တော်သွားမဝယ်ခဲ့တာပါ။ဒါပေမဲ့ဦးလေးလီရဲ့တားကတော့ဒီစကားကိုကြားတာနဲ့တတွေးထွေးပြီးဒါရှုံးတာပေါ့ငါတို့လီမော်တီးတွေကိုစောစောမခူးနိုင်ဘူးမုံတိုင်းကတကယ်လာမှလားဘသူသိလဲဈေးကောင်းရမှရောင်းမထိုးလောင်ပါ1.8ယွမ်အောင်ဆိုရင်တလုံးမှမခူးဘူးလို့ပြောပါတယ်။ဦးလေးလီကလည်းသူ့ခြံထဲကလိမ်မော်တီးကျန်20ကိုတွေးမိသွားပါတယ်။ဈေးနှုန်းခွာချမှုကပြားကနားလောက်ပဲရှိတော့အမောင်းကများတဲ့အတွက်စုစုပေါင်းဈေးနှုန်းခွာချမှုကကြီးသွားပါတယ်။ဒါကြောင့်သူကလည်းသူ့သားတဲ့စကားကိုထောက်ခံပြီးတခြားလူတွေကိုပဲရောင်းလိုက်ပါငါတို့တော့မခူးတော့ဘူးလို့ပြောပြီးထွက်သွားပါတယ်။ဦးလေးလီကရှေ့ကဥဆောင်လိုက်တော့တခြားရွာသားတွေကလည်းမုံတိုင်းအတည်းစိတ်မပူပါနဲ့လို့ပြောပြီးမနီသေးတဲ့အသီးတွေကိုနောက်မှဈေးကောင်းရမှရောင်းဖို့ထိုးလောင်ထားကြပါတော့တယ်။မင်းနေတဲ့လိမ်မော်သီးတွေကိုမဲ့ဝယ်မယ်ဆိုတဲ့အပေါ်မှာသူတို့ကဒါဟာမတရားဘူးသူနဲ့စကားပြောလို့မရတော့ဘူးလို့ဆိုကြပါတယ်။သူတို့ကမုံတိုင်းလာမှကိုလည်းမယုံကြတော့ကျွန်တော်လည်းလှုပ်ထားလိုက်ပါတော့တယ်။ဒါပေမဲ့ရွာလူကြီးသမီးဝန်ရှူဖန်ရဲ့စကားတစ်ခုကတော့ကျွန်တော်ကိုတော်တော်လေးဒေါသထွက်စေခဲ့ပါတယ်။သူမကကျမစုံစမ်းကြည့်ပြီးမြို့ကတစ်သီးဆိုင်တွေမှာကျမတို့ရွာကလိမ်မော်သီးတွေကတပေါင်ကို9ယွမ်ကျော်နဲ့ရောင်းနေတာအခုတော့ဒီလိုအကျင့်ပြတ်တဲ့ကုန်တယ်လက်ထဲခင်ဗျားတို့လိမ်မော်သီးတွေအကုန်ထိုးရတော့မလို့လားလို့ပြောလိုက်ပါတယ်။ရွာသားတွေကမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ပြူးကြည့်ကုန်ကြပါတယ်။ဦးလေးလီရဲ့သားကအရင်ဆုံးဖျားပြောတာကတော့9ယွမ်ကျော်ဟုတ်လား။သူကကျွန်တော်တို့ကိုတပေါင်1.8ယွမ်ပဲပေးတာလေ။တကယ်အကျင့်ပြတ်ကုန်တယ်ပဲ။တခြားရွာသားတွေကလည်းဝိုင်းဆဲကြပါတော့တယ်။မုံတိုင်းဆိုတာအကြောင်းပြချက်ပဲထိရမယ်။ဈေးနှင်ဝဲချီလို့အကွက်စင်လား။သူ့ကိုမယောင်းကြနဲ့။ဒီနေ့သူခေါ်ထားတဲ့ကုန်တင်ကားနှင်းစည်းလုံးကိုဘာပစ္စည်းမှမတင်ပေးလိုက်ကြနဲ့တဲ့။ဒါကိုကြားရတော့ကျွန်တော်ဒေါသလွတ်လို့ရဲတောင်ရဲချင်းပြီးပါတယ်။မြို့မှာလိမ်မော်တီးတိုင်း9ယွမ်ရတာမဟုတ်ဘူးဆိုတာသူတို့တကယ်ပဲမသိကြဘူးလားပြီးတော့လက်ခန်းသမားဖြစ်တဲ့ကျွန်တော်ကရောအညက်မရတော့ဘူးလားအသီးတွေကိုတန့်ရှင်းရတယ်ပိုးသက်ဆေးကြံစည်မှုရှိမရှိစစ်ဆေးရတယ်အဆင့်တန်းခွဲခြားရတယ်ကျွန်တော်ကုမ္ပဏီတစ်စစ်ကတ်ရပြီးမှတည်ယူပို့ဆောင်ရတာပါလန်ကီမှာအသီးပုတ်တာပျက်စီးတာတွေလည်းရှိပါသေးတယ်ဒါဒီအားလုံးကကုန်စည်ကြီးပါတယ်တကယ်လို့ကျွန်တော်မျိုးကဈေးဝယ်စင်တာတွေကိုရောင်းတောင်တပေါင်မှ1.5ယွမ်ပဲရပါတယ်9ယွမ်ဆိုတဲ့ဈေးကြီးကကျွန်တော်ရတဲ့ဈေးမဟုတ်ပါဘူးအစင်စင်လုတ်ဆောင်ပြီးတဲ့အခါကျွန်တော်မှအသားနဲ့အမျက်ကတချင်း1ကီလိုဂရမ်ကိုဝထုံးတာ80ပြား90ပြားပဲကျန်တာပါကျွန်တော်အများကြီးမြတ်တာလည်းမဟုတ်တဲ့အတွက်ဝီသမလောဘာသာလူခေါ်လို့မရပါဘူးအချင်းမကြီးဆွတ်ပေါ်တာကိုကျွန်တော်တော်တော်မုန်းပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ကုန်ပို့လွှာ shipping invoice ကိုသူတို့ကိုတိုက်ရိုက်ပြလိုက်ပါတယ်ဒီလိုပြလိုက်ရင်သူတို့ဒေါသပြေးသွားပြီးစီဝါရေးဆက်လုပ်လို့ရမယ်လို့ထင်ခဲ့ပါတယ်ဒါပေမဲ့ဝန်ရှူဖန်ကအကွက်ကြကြပင်းစင်လာခဲ့ပါတယ်ကျွန်တော်ဘေးကိုမြင်တာနဲ့အိတ်ထဲကကနန်းတွက်ဆက်ကိုထုတ်ပြီးတောက်နဲ့တွက်ပါတော့တယ်ပြီးတော့ရွာသားတီတော့ကသူကကျွန်တော်တို့စီကပတ်စံတွေကိုလိန်နေတာပဲတပေါင်ကို90ပြားမြတ်တယ်ဆိုရင်1020ဆိုတာ1400တောင်ရှိတာတခါရောင်းရင်1400မြတ်နေတာတကယ်ကိုယုံမာတာပဲလို့ပြောလိုက်တဲ့အခါရွာသားတွေရဲ့မျက်နှာမှာဒေါသတွေပြန်တက်လာပါတယ်တချို့ဆိုရင်အရင်ကရောင်းထားတဲ့ဈေးနှုန်းကွာခြားချက်တွေကိုပြန်အမ်းဖို့မအမ်းရင်နောက်ထပ်လေးမော်တီမရောင်းတော့ဘူးလို့ပါချင်းချောက်လာကြပါတယ်ဒါကိုကြားရတော့တကယ်ကိုရဲဆက်ကလေးပါကျွန်တော်ကိုပရောဟိတသမားလို့ထင်နေကြတာလားကျွန်တော်ကဘာလို့ပြန်အမ်းရပါလဲကျွန်တော်ကစီးပွားရေးသမားပါအလူရှင်မဟုတ်ပါဘူး
ဒါကြောင့်ကျွန်တော်တိုက်ရိုက်ပဲငင်းဆိုလိုက်ပါတယ်ဈေးနှုန်းကွာခြားချက်ပြန်အမ်းဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးကျွန်တော်ဘက်မှာလည်းကုန်စည်တွေအများကြီးရှိတယ်လို့ပြောလိုက်ပါတယ်မယောင်းကျင်လည်းနေပါလို့ပြောတော့ရွာသားကဈေးနှုန်းကွာခြားချက်ပြန်မအမ်းရင်တော့ဘာမှဆက်ပြောစရာမလိုတော့ဘူးလို့ပြန်ပြောပါတော့တယ်ခမားတပြားတစ်ချက်မှမမျက်စေအောင်ဒီလိမ်မော်သီးတွေကိုတခြားလူစီပဲရောင်းပစ်မယ်လို့သူတို့ကဆိုကြပါတယ်ဒါဟာဝန်ရှူပန်းအတိအကျကြားချင်နေတဲ့စကားမျိုးပါပဲသူမကကျွန်တော်ကိုရန်စတဲ့အကြည့်နဲ့ကြည်လာပါတယ်ကျွန်တော်ကလည်းရွာသားတွေကိုဒီလူဖြစ်တင်တာပေါ့အိမ်တိုင်းဟာမယောင်းခင်မှာဈေးနှုန်းတွေကိုနှိုင်းရှင်ကြည့်တင်တာပေါ့လို့ပြောလိုက်ပါတယ်ဝန်ရှူပန်းကကျမကိုယုံရင်ရွာကိုလာဝယ်ပဲလူတွေခေါ်ပေးမယ်ခင်ဗျားတို့ကကျမကိုတပေါင်းကိုတပဲ30ပြားပဲအကျိုးဆောင်ခပေးရမယ်လို့ဆိုပါတယ်ဒါကြောင့်သူတို့ဒီလိုတွေကန့်လန့်တိုက်နေကြတာကိုကျွန်တော်ရဲ့စီးပွားရေးကိုကြားဖြတ်လှုပ်ပြီးသူတို့အမျက်ထုတ်ဖို့ကြံစီနေကြတာပါဒါလိုပဲသူတို့ကိုအထင်ကြီးလွန်းထားပါတယ်ကျွန်တော်ထက်ပိုများတဲ့ဈေးပေးမဲ့လက်ခါသမားကိုသူတို့ဘယ်မှာသွားရှာမှာလဲဒီလိမ်မော်သီးတွေဟာကျွန်တော်လက်ထက်ရောက်မှဒီလောက်ဈေးကောင်းရတယ်ဆိုပြီးအကြောင်းရင်းကိုသူတို့လုံးဝမနားလဲကြပါဘူးကျွန်တော်ကလောင်ပြုံးပြပြီးမင်းပြောတော့လွယ်တာပေါ့လိမ်မော်သီးတန်30ကိုမြို့ပေါ်ရောက်အောင်တဲဖို့ဘယ်လောက်ကုန်ကြတယ်လဲဆိုတာမင်းသိလားမင်းကစာအုပ်ကြီးတိုင်းပဲရှောက်ဖြောနေတယ်လို့ပြောလိုက်ပါတယ်ကျွန်တော်စကားကြောင့်ရွာသားတွေစိတ်လို့ရှားပါပြီကျွန်တော်ပဲပြန်ပါလာမှကိုဝမ်ရှူပိုင်းကကြောက်နေပါတယ်သူမကမတိတဲ့နေ့ဒီတော့တိတာပေါ့ဘလောက်ကုန်မှမို့လဲလို့ပြန်អော်ပါတယ်ပြီးတော့ရွာသားတွေကိုကျမပြောတာကိုနားထောင်ပြီးလက်ခါသမားတွေဈေးကြီးပေးဝဲမှာကိုစောင့်မလားဒါမှမဟုတ်အခုပဲသူလူစီရောင်းပစ်မလားခမားတို့အပေါ်မှာပဲမူတည်တယ်လို့ပြောပါတယ်ရွာသားတို့တုံဆုတ်သွားပြီးကျွန်တော်ပဲရှောက်လာတာကိုမြင်တော့သူမကထပ်ဖြေပြောပါတယ်နောက်30ရက်ဒါမှမဟုတ်လာဝက်လောက်နေရင်ယာဒီဥတို့ကပိုအေးလာလိမ့်မယ်အဲ့ဒီကြမှာရောင်းလို့ရတာပဲဘာလို့လောနေတာလဲခမားတို့ဘာမှမသိဘူးတဲ့ကျွန်တော်ဆဲတောင်ဆဲကျင်သွားပါတယ်ဒါပေမဲ့ဒီလိန်ပေါ်တီးတွေဟာရွာသားတွေရဲ့တနစ်တာဝင်ဝင်နဲ့တက်ဆိုင်နေတာကိုတွေးမိလို့စိတ်ရှည်လက်ရှည်နဲ့အကျိုးအကိတ်ကိုခွဲချမ်းစိတ်ပြားပြခဲ့ပါတယ်ဈေးနှုန်းကတက်ချင်တက်လာမှမှန်ပေမဲ့ကိုတောင်တွေကအသီးတွေပုတ်သွားရင်အားလုံးဆုံးရှုံးသွားမှာပါဒါအပြင်မုံတိုင်းကြောင့်ရေကြီးနာမျိုးဖြစ်လာလို့ကိုတောင်တွေထဲရေဝင်သွားရင်တော့အကျိုးဆက်ကတွေးဝင်စရာတော့မရှိပါဘူးဝန်ရှူပန်းကတော့မုံတိုင်းကဒီဘက်လာမလားမသိကြသေးဘူးလာရင်တောင်ရေကြီးမယ်လို့မဆိုလို့ဘူးကျွန်တော်ကလူတွေကို crowd အောင်ရှောက်ပြောနေတယ်လို့ပြန်ချေပါတယ်ဦးလေးလီအသားကလည်းဝင်ပြောပါတယ်ဘဲသူကိုလာညာနေတာလေလိမ်မော်သီးတွေကိုပိုးတက်ထေဖြန်ထားလို့ရတယ်ဆေးဖြန်ထားရင်2လ3လလောက်ကတော့ဘာပြဿနာမှမရှိဘူးတဲ့ဒါကိုကြားတော့ရွာသားတွေဟာဝန်ရှူပန်းစီကိုဝိုင်းအောင်ပြီးလက်ခါသမားတွေရှာပေးဖို့မေးကြပါတော့တယ်အပြင်ကလက်ခါသမားတွေကဘလောက်ပေးမှလဲလို့မေးတော့ဝန်ရှူပန်းကအနည်းဆုံး3ရွမ်တော့ရမှာပေါ့တတိရွှေပေးတဲ့ဈေးထက်တော့ချိန်တဲ့ပို့မှာပါလို့ပေါ့ပေါ့ပါပြန်ဖြေလိုက်ပါတယ်3ရွမ်ဆိုတာကျွန်တော်ပေးတဲ့ဈေးတဲ့နှစ်ဆဖြစ်နေတာကိုကြားအောင်သူမရဲ့အဖေကရွာလူကြီးလည်းဖြစ်နေတာကြောင့်ရွာသားတွေကသူမကိုယုံသွားပါတယ်သူမကိုဝိုင်းပြီးဒီနေ့ပဲငါအိမ်ကိုလာကြည့်ပေးရောတယောက်ကလည်းငါကဝယ်မယ်ဆိုတဲ့ဖောက်9တန်ကိုခူးတောင်ခူးပြီးပြီအခုလက်ခါသမားတွေခေါ်လာပြီးပေးစည်းလာကြည့်ဖို့ပဲစောင့်နေတာလို့ပြောကြပါတယ်သူတို့ကကျွန်တော်ကိုဒီနေ့လိမ်မော်ဒီတန်30ပေးပို့ရမယ်ဆိုတဲ့ကတိကိုလုံးဝမေ့သွားကြတော့ပါတယ်တကယ်တော့သူတို့တွေမေ့သွားကြလားမဟုတ်ပါဘူးလောဘတက်ပြီးစိတ်ပြောင်းသွားကြတာပါကျွန်တော်ဒေါသမထွက်ပါဘူးသူတို့တွေကိုတေးတွင်းကိုတူးနေကြတာကိုပဲအေးအေးဆေးဆေးစောင့်ကြည့်နေလိုက်ပါတယ်ပိုးသက်ဆေးဖန်ထားတဲ့လိမ်မော်ဒီနဲ့လက်ဆက်ပြီးဆေးဝါးကင်းစင်တဲ့အသီးတွေဟာဈေးတူရနိုင်မှာမလားတိုးရွရနဲ့လားလက်ခါသမားတွေကအနောက်မဟုတ်ပါဘူးသူတို့ကိုတရွံတောင်ပေးမှမဟုတ်ပါဘူးအရှုံးကိုကျွန်တော်ပဲခံလိုက်ပါတော့မယ်ရွာသားတွေဟာဝန်ရှုဖန်းကိုဝိုင်းအောင်ပြီးဖားခြင်းတယ်လို့ထွက်သွားကြလို့ကျွန်တော်တယောက်တည်းကြံရိတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ဝန်ထမ်းရှော့ကျိုးကတုံဆိုင်နဲ့ရောက်လာပြီးဆရာကျွန်တော်တို့ရွာသားတွေနဲ့စာချုပ်စာတမ်းကြုံမချုံမိတော့အခုသူတို့အားလုံးထွက်ပြေးကုန်ကြပြီရွာထိပ်မှာစောင့်နေတဲ့ကုန်တင်ကားကြီးနှစ်စီးကိုဘာလုပ်ရမလဲမြို့ကိုဒီတိုင်းပြန်လွှတ်လိုက်ရင်အရှုံးများလိမ့်မယ်လို့မေးပါတယ်ဒါနဲ့ကျွန်တော်ကကားတွေကိုအရင်ပြန်လွှတ်လိုက်ပါသူတို့မင်းရောက်ချင်လဲရောင်းမဲ့သူတွေအများကြီးရှိပါတယ်ဘေးနားကရန်ကြားရွာကိုသွားကြမယ်အခုချက်ချင်းအဲ့ဒီရွာသားတွေနဲ့တဘောတူညီမှုရရင်အောင်အတီးခူးဖို့နဲ့ကားပေါ်တင်ဖို့အချိန်မမီဘူးပြီးတော့ပိုးသက်ဆေးစစ်ဆေးပြီးမှပဲကျွန်တော်စိတ်ချလက်ချတင်ချင်တာဒီနေ့တော့တကယ်နောက်ကျသွားပြီဆိုတော့ဒီကားနှစ်စီးကိုလာရလန်းတိုင်းမဲ့ပြန်လှုပ်လိုက်တော့လို့ပြောလိုက်ပါတယ်ဒီအရှုံးကကျွန်တော်ကို yuan 3000နေမှကုန်ကြစေခဲ့ပါတယ်ကားနှစ်စီးပြန်လှုပ်ပြီးတဲ့နောက်ကျွန်တော်တို့အထွက်ရန်ကြားရွာကိုထွက်လာခဲ့ကြပါတယ်တကယ်တော့ရန်ကြားရွာတင်မဟုတ်ပါဘူးကျွန်တော်တို့ရွာကလိမ်မော်တီးစိုက်ပြီးချမ်းသာလာကြလာကိုမြင်တော့အနီးနားကတခြားရွာတွေလည်းလွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းကလိမ်မော်စိုက်လာကြပါတယ်မျိုးစိတ်တွေကအတူတူပဲဖြစ်တယ်လို့အရသာကလည်းစင်တူပါတယ်ရန်ကြားရွာတင်မဟုတ်ဘူးလီကြားရွာနဲ့နီကူရွာတွေမှာလည်းလိမ်မော်တီးအထွက်ကောင်းကြပါတယ်လိမ်မော်တီးအထွက်နှုန်းကဝဲလိုအားထက်တောင်ကြောလို့နေတာမို့ရွာသားတွေကျွန်တော်ကိုရုတ်တရက်ရောက်ဖို့ငင်းလိုက်တာကိုကျွန်တော်သိစိတ်မပူပါဘူးအရင်နှစ်တွေကတော့ရွာသားတွေကိုဆွေမျိုးမစ်ထင်လို့သဘောထားပြီးတခြားရွာတွေစီးသွားမဝဲပဲကိုယ့်ရွာကအသီးတွေကိုပဲဦးပေးရောင်းပေးခဲ့တာပါအခုတော့သူတို့ကကျေးဇူးမတင်ပဲအတိမမပြုတ်တော့ကျွန်တော်နဲ့တခြားရွာတွေနဲ့စီးပွားရေးလုပ်ဖို့ပဲရှိပါတော့တယ်လူမှုရေးပတ်သက်မှုမရှိတော့ဈေးစရတာတော့ပိုလွယ်ပါလေတယ်ဒီအတွေးကမှန်သွားပါတယ်ရန်ကြားရွာကိုရောက်တဲ့အခါရွာလူကြီးကအဝေးကတဲ့ပြုံးတီလာကြိုပါတယ်တထေးရွှီကျွန်တော်တို့ရွာကိုဘာကိစ္စများကြွလာတာလဲကျွန်တော်တို့လိမ်မော်တီးလေးတွေဝယ်ပေးပါဦးအများကြီးမှိတ်နေပြီလို့နှုတ်ဆက်ပါတယ်ကျွန်တော်ကလည်းလိမ်မော်တီးဝယ်ဖို့လာပါခင်ဗျားတို့ရွာမှာရောင်းဖို့ဘယ်လောက်ကြံသေးလဲလို့မေးပါတယ်ရွာလူကြီးရဲ့မျက်လုံးတွေဝင်းခနဲ့အခြေသွားပါတယ်ကောင်းပါတယ်ဗျာကျွန်တော်တို့စီမှာရောင်းဖို့အကန့်ကြီးချမ်းပါတယ်အများကြီးဝယ်ရင်ဈေးတရောဖေးမှာပေါ့လို့ပြောပါတယ်
ပြီးတော့သူကတစည်းစိတ်တောင်သူအချို့ကိုခေါ်ပြီးသူတို့ရဲ့လိမ်မော်ချမ်းတွေကိုကြည့်ဖို့ကျွန်တော်ကိုတက်တက်ကြွကြွလိုက်လာဖျားပါတော့တယ်စိုက်ပျိုးရေးတောင်သူတွေကဒီနေ့မှလိမ်မော်သီးဈေးတွေတော်တော်လေးကျဆင်းနေတဲ့အကြောင်းရှင်းပြကြပါတယ်အနီးနားကပြည်နယ်အတော်များများမှာလည်းလိမ်မော်သီးတွေအများကြီးထွက်နေတာကြောင့်ကျွန်တော်တို့ရွာကအသီးတွေဘလော့ပဲကောင်းကောင်းလက်ကားသမားတွေကတပံကို30ပြားနဲ့ပဲဝယ်ချင်ကြတာပါတောင်သူအနှင်းငယ်ကတော့30ပြားနဲ့ရောင်းလိုက်ကြပြီးမြဲအများစုကတော့အပင်ပေါ်မှာပဲဒီတိုင်းရှိနေကြပြီးဘယ်သူမှလာမဝယ်ကြပါဘူးရွာသားတွေလည်းယူမတတ်ဖြစ်နေကြတာပေါ့ဒီဈေးကိုကြားလိုက်တော့ကျွန်တော်လည်းတော်တော်လေးအံ့ဩတော့ပါတယ်ဒီနေ့လိမ်မော်သီးဈေးကျလိမ့်မှန်းသိပေမဲ့ဒီလောက်ထိဖြစ်နေလိမ့်မယ်လို့မထင်ထားခဲ့ဘူးကိုတော်လာတယ်လို့ထင်နေတဲ့ဝန်ရှုဖန်တယောက်ရွာသားတွေကိုဘလောက်ဈေးများပို့ပေးနိုင်မလဲဆိုတာကျွန်တော်သိချင်နေပြီပါတယ်တကယ်ကိုပဲစောင့်ကြည့်စရာကောင်းနေပြီလေနောက်တော့ကျွန်တော်တို့ရန်ရှာရွာကတောင်သူတွေနဲ့အောင်မြင်တဲ့သဘောတူညီချက်ရခဲ့ပါတယ်ပိုးသက်စေးစစ်စည်းချက်အောင်ပြီးရင်သူတို့ခြံထဲကအဆင့်အေးအသီးတွေကိုကျွန်တော်တို့ရွာကပေးတဲ့ဈေးအတိုင်းတပေါင်1.8ရွာနဲ့ဝယ်မှာပါဒါအပြင်မုံတိုင်းကြောင့်သူတို့ကအတစ်မဲ့ခါစားအသီးတွေကိုတပေါင်ရွမ်းတောင်ကျွန်တော်ကိုရောင်းဖို့သဘောတူကြပါတယ်ဒါဟာကျွန်တော်တို့ရွာကပေးတဲ့ဈေးတောင်တက်တာနေတာမို့ကျွန်တော်တက်ပြင်းချနိုင်သွားပါတယ်ကျွန်တော်ချက်ချင်းပဲအသီးတွေကိုမြို့ပေါ်ပို့ပြီးပိုးသက်စေးစစ်ဆေးခိုင်းလိုက်ပါတယ်နောက်တနေ့မနေ့မှာရလက်ထွက်လာတော့အားလုံးစစ်ဆေးချက်အောင်မြင်တဲ့အပြင်တချို့ခြံတွေဆိုရင်ဆေးဝါးလုံးဝမတွေ့ရတာကြောင့်ကျွန်တော်တော်တော်လေးဝမ်းသာသွားပါတယ်ဒီလုံကင်းကတော့တေးကြသွားပြီပေါ့ဒါနဲ့အဲ့ဒီနေ့မှာပဲရန်ကြာရွာကရွာသားတွေအားလုံးဝိုင်းဝန်းပြီးလေမော်သီးတွေကိုခူးပေးကြပါတယ်အားလုံးကတက်ကြွနဲ့အလုပ်များနေကြတာပါကျွန်တော်ခေါ်ထားတဲ့ကုန်တင်ကားလေးရွာထဲကိုရောက်လာပါတယ်လေမော်သီးအနီးကြီးတွေထည့်ထားတဲ့တစ်တာတွေကိုကားပေါ်တင်နေချိန်မှာရွာသားတွေစီကအလုပ်ပင်ပန်းတဲ့အကြောင်းညီးနွားတာနဲ့မကြားပဲကျွန်တော်အပေါ်ကျေးဇူးတင်စကားတွေပဲကြားနေရတာပါဆရာရွှေကျေးဇူးတင်ပါတယ်ဗျဒီပိုက်ဆိုင်ဆိုရင်ကျွန်တော်မိမမျိုးတက်ပြီးသူ့6ကိုဆရာဝန်ပြလို့ရတော့မယ်ဆရာရွှေတချင်းကို1.8ရှိရွမ်ဆိုရင်ဆရာလည်းအမျက်ရတာပေါ့တကယ်တော့ကျွန်တော်တို့ကလည်းမြန်ရောင်းရတော့အမျက်ကြံတာပဲတွေ့တဲ့အတိုင်းပါပဲလူတွေကတယောက်နဲ့တယောက်မတူကြဘူးတချို့ကယူဖို့ပဲတည်ကြတယ်တချို့ကတော့ကျေးဇူးတည်တတ်တဲ့ရွာသားတွေပါဒီလိုကျေးဇူးတည်တတ်တဲ့ရွာသားတွေကိုကူညီရတာကျွန်တော်ပြောပါတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းအမျက်ရတာပဲမဟုတ်လားကျွန်တော်ရန်ကြာရွာမှာလိမ်မော်သီးဝယ်နေတာကိုကျွန်တော်ရွာကလူတွေမြင်သွားပုံပါတယ်နောက်နေ့ညအတွင်းကျွန်တော်အိမ်နားမှာသူတို့နဲ့တွေ့တဲ့အခါမှာကျွန်တော်ကိုမသိချင်အောင်နဲ့လှုပ်ပြီးအေးဆက်သွားပါတယ်ကျွန်တော်အပေါ်အမြဲတမ်းဖော်ဖော်ရရရှိတဲ့အန်တီကျန်းတောင်လောင်ပြုံးပြုံးပြီးပြောပါတယ်ကြားတာတော့ဒီရွာမှာလိမ်မော်သီးဝယ်လို့မရလို့ဟိုဘက်ရွာတီသွားဝယ်နေရတာဆိုဒါကတော့ခံရခက်မှာပေါ့နော်ဝိတမလောဘသာဖြစ်ရကျူနှက်သွားတာဘရောတဲ့ကျွန်တော်သူမနဲ့စကားအခြေတင်မဖြစ်ချင်တာကြောင့်အန်တီစိတ်ချမ်းသာတယ်လို့သာမှတ်ယူပါလို့ပဲပြောလိုက်ပါတယ်ဒါပေမဲ့တကယ်တမ်းတော့အန်တီကျန်းလည်းစိတ်မချမ်းသာရှာပါဘူးသူဖုန်းထဲမှာလည်းမုံတိုင်းကကုန်းတွင်းပိုင်းကိုဝင်ရောက်တော့မယ်ဆိုတဲ့သတင်းတွေတက်နေတာကြောင့်သူမတော်တော်လေးစိုးရိမ်နေရှာတာပါဒါပေမဲ့သူမတို့မျှော်လင့်ကြည်စွာအားကိုးထားတဲ့ဝန်ရှုဖန်းကတော့အခုထိရွာကိုလာဝဲမဲ့တင်းတော်တဲ့လက်ကားသမားတယောက်မှရှာပေးနိုင်သေးပါဘူးဒါကိုတွေးမိလီသူမကကျွန်တော်ကိုပို့မောင်းလေပါပဲကိုလီမော်တီတွေခြံထဲမှာပဲပုတ်ချင်ပုတ်ပါစေနင်လိုဝိတမလောဘသားလက်ထဲတော့ဘယ်တော့မှမထိုးအပ်ဘူးလို့အားလုံးကပြောထားကြပြီးသားငါတို့ကရှုဖန်းနဲ့ပဲအယောင်းဝယ်လုံးမှာလို့သူမကဆိုပါတယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲရောပါတယ်ကျွန်တော်ကဒီရွာကအသီးတွေကိုမှဝယ်ရမယ်လို့မဟုတ်ပါဘူးလို့ပြောပြီးလက်ထွက်ခဲ့ပါတယ်အန်ဒီချမ်းရဲ့လေးမော်ချန်နာကဖြတ်သွားတော့အသီးတွေအကိုင်းညွတ်တောင်တီးနေတာကိုအဝေးကတည်းကလမ်းမြင်နေရပါတယ်အကယ်၍ဝန်ရှုဖန်းထားတကယ်ဝယ်လက်ရှာနိုင်ခဲ့ရင်အခုထိစောင့်ခိုင်းမနေပဲအကုန်ဝယ်သွားတာကြာလာပါပြီသူတို့တွေဘလောက်အထိစွတ်တရွတ်လုံးနိုင်အောင်မလဲဆိုတာကျွန်တော်စောင့်ကြည့်ချင်ပါသေးတယ်ဘာလို့လဲဆိုတော့မုံတိုင်းကမကြခင်ရောက်တော့မှလေအချိန်မီမခိုးနိုင်ရင်တော့အသီးတွေကခြံထဲမှာတင်ပုတ်ကုန်ရတော့မှာပါရန်ကြားရွာကနေကျွန်တော်ဝယ်ထားတဲ့လိမ်မော်သီးတွေကတော့မြို့ပေါ်ကအယောင်လန်းကျောင်းနေတဲ့ရောက်နေပြီဖြစ်လို့မကြခင်ရောင်းထွက်တော့မှာပါအဲ့ဒီနေ့မှာပဲရွာလူကြီးအိမ်ရှိကဖြတ်သွားတော့သူ့ခြံဝင်းထဲမှာရွာကတစ်ဖီးဆိုင်တောင်သူတွေဝိုင်းအောင်နေတာကိုတွေ့လိုက်ရပါတယ်အားလုံးကဝန်ရှုဖန်စီကနေသူတို့အသီးတွေရောင်းပေးဖို့တရင်ကောင်းကိုမျော်လင့်ကြည့်စွာအားကိုစောင့်နေကြတာပါပွဲကြီးကောင်းတော့မှမို့ကျွန်တော်လည်းတောင်းတနေရမှာပုံမိချောင်းကြည့်နေလိုက်ပါတယ်ရွာသားတွေဝိုင်းအောင်နေကြလို့ဝန်ရှုဖန်လည်းပုံးเสียနေရမရှိတော့ပဲအိမ်ထဲကထွက်လာရပါတယ်သူမကလက်ကောက်သမားတယောက်စီဖုံးဆက်နေရင်းနဲ့ရွာသားတွေကိုနောက်ထပ်2ရက်လောက်ပဲအချိန်ပေးပါအောင်လို့ပြောနေပါတယ်ဒါပေမဲ့ရွာသားတွေကတော့သူမအပေါ်မှာရင်ကျေးမနေတော့သလိုဒီခံမနေကြတော့ပါဘူးအန်တီကျန်းကတိုက်ရိုက်ထိတိုက်ရင်ဆိုင်တော့ပါတယ်ဒါဘယ်နဲ့ရက်ရှိသွားပြီလဲဘယ်တော့အတီးတွေလာတယ်မှာလဲငါ့ကိုအဖြေသေးချပေးဟာငါလေမော်တီးတွေခြံထဲမှာပဲပုတ်ကုန်တော့မှာဟဲ့အရင်ကသူမဘက်ကနေကာကွယ်ပေးခဲ့တဲ့ဦးလေးလေးရဲ့သားချစ်သူတောင်စိတ်မရှိတော့ပဲဟိုတနေ့ကတထေးရွှေဘေးရွာမှာလိမ်မော်တီးတွေအများကြီးဝယ်နေတာငါတွေ့တယ်သူကတော့အကုန်ရောင်းပေးနေတာပဲနင်ကကြတော့သူလောက်တော့အစွမ်းမရှိဘူးလားလို့ပြောလိုက်ပါတယ်သူတို့ရဲ့ဖီအားတွေကြောင့်ဝန်ရှုဖန်းခမရတကြော်လေးအကက်ရိုက်သွားပါတယ်နောက်ဆုံးအကက်ရိုက်လုံးတော့သူမကဘသူကမရောင်းပေးနိုင်မှုပြောလဲကျမဝယ်လက်နဲ့အဆက်အသွယ်ရထားပြီလားဒီနေ့လေသူလာလိမ့်မယ်ရောင်းကျင်သူရှိရင်လေမော်တီတတန်းစီအရင်ခူးပြီးကျမအိမ်ကိုလာပို့ထားခဲ့ကျမကျင်းတယ်ရောင်းပေးမယ်တတန်းဆိုတာလက်လီသမားတွေအထက်တော့များပြားတဲ့ပမာဏဖြစ်ပေမယ်ရက်အနှင်းငယ်ကြအောင်ရောင်းချဖို့အတွက်ဆိုရင်တော့တတန်းဆိုတာလုံလောက်ပြီမယ်တတိစိတ်တောင်သူနေအတွက်တော့ဒါဟာအလွန်နဲပါလွန်းတဲ့ပမာဏပါဘဒုလီမော်တီကိုအရင်ခူးမလဲဆိုတာနဲ့ပတ်သက်ပြီးအားလုံးကအငင်းပွားနေကြပါတယ်ဘာလို့လဲဆိုတော့တတန်နဲ့မဲ့ခင်နေရင်တော့လူတိုင်းကအရင်ဆုံးရောင်းချင်နေကြလို့ပါနောက်ဆုံးမှာတော့အန်တီကျန်းကကျွန်တော်ကိုမျက်နှာချင်းဆိုင်မှာလှောင်ပြခဲ့ဖို့တဲ့အချမ်းနဲ့ဝန်ရှုဖန်းကိုဖားမယ်ဒီခွဲတန်းကိုရသွားပါတယ်
ဒါပေမဲ့အရင်ကကျွန်တော်စီရောင်းတော့ကဆိုသူမစီကနေအနည်းဆုံး3တန်အထပ်ပဲကျွန်တော်ဝေခဲ့တာပါအခုဒီတန်ဆိုတာကဖုံးတောင်းစားသူကိုပေးခန်းတယ်လို့မျိုးအနှဲငယ်လေးထံဖြစ်ပေမဲ့ဒီလူတွေကတော့ယတနာတပါးလို့သဘောထားနေကြပါတယ်ဒါတွေကိုကြားပြီးနောက်မှာတော့ကျွန်တော်လည်းစက်မနေတော့ပဲမြို့ပေါ်ကိုတိုက်ရိုက်ပဲကားမောင်းပြန်လာခဲ့ပါတယ်ကျွန်တော်နဲ့တိုက်ခန်းလေးကအမြင့်မိုင်းမှာရှိတာကြောင့်မုံတိုင်းလာလို့ရေကြီးရင်တောင်ရေနစ်မှာမဟုတ်ပါဘူးကျွန်တော်လည်းစူပါမားကတ်ကနေအသစ်ဝယ်လာတဲ့ရီကာတွေကိုအိမ်မှာစီစဉ်နေတော့ဝန်ရှုဖန်အိမ်ကိုလိမ်မော်တီတွေတွားပို့ထားရမယ်အန်တီချန်ကနေဖုံးဝင်လာပါတယ်ဒီအချင်းကြီးမှာဘာလို့ဖုံးဆက်တာလဲဆိုပြီးကျွန်တော်နည်းနည်းတော့ကြောင်သွားမိပါတယ်ဒါပေမဲ့အိမ်နေချင်းတွေလည်းဖြစ်နေတာကြောင့်အခြေအနေကိုအစိုးကြီးမဖြစ်စေချင်တာနဲ့ပဲဖုံးကိုကင်လိုက်ပါတယ်ဘာဖြစ်လို့လဲအန်တီချန်ရန်တန်ကတော့တော်တော်လေးပြရခံနေပါတယ်တဖြည်းအရင်ကအန်တီအမပါဝန်ရှုဖန်ကလူလိမ့်မယ်သူခေါ်လာတဲ့လက်ကိုက်သမားကတပေါင်းကို90ပြားပိတ်ပေးလေပြီးတော့သူ့ကိုအချိုးဆောင်ငယ်30ပြားထပ်ပြရအောင်ပါတယ်တပေါင်းကို40ပြားပိတ်ကြံတော့တာလေအသီးတွေကိုအဟောင်းဆုပ်တီလို့သဘောထားနေလားကျွန်တော်လည်းမတင်ကားလာနဲ့အဲ့ဒီလိုအန်တီကဈေးနဲလို့နဲ့လို့ထိန်နေလာလားလို့မေးလဲပါတယ်ဒါပေါ့တပေါင်း40ပြားနဲ့တော့မရောနိုင်ပါဘူးအန်တီချန်ကအပိုင်ပြောပါတယ်ကျွန်တော်တပ်ပြင်းချလိုက်ပြီးသူမအတွက်အခြေအနေကိုခွဲချမ်းစိတ်ပြပြပါတယ်အန်တီအခုချက်ချင်းလက်ချန်လိုက်တဲ့နော်ဘာလို့လဲဆိုတော့မုံတန်းကကုန်းတွင်းပိုင်းကိုဝင်တော့မှာမို့မနှက်ဖြန်မနှက်ကစပြီးမြို့စဲကအထီးကလမ်းမကြီးတွေအကုန်လုံးပိတ်တော့မှာဘာကားမှမြို့ထဲဝင်လို့မရဘူးအန်တီရဲ့လိန်မော်တီတကြံလဲမြို့ထဲရောက်မှာမဟုတ်ဘူးမုံတိုင်းပြီးမှပဲရောင်းဖို့စောင့်ရတော့မယ်လीအဲ့ဒီမှာဘာတွေဖြစ်လာမလဲဆိုတာမသိကြဘူးအန်တီချန်ကတော့စွန့်သွားပါတယ်ဒါပေမဲ့သူပေးတဲ့ဈေးကမင်းပေးတဲ့ဈေးရဲ့3ပုံတပုံတောင်မရှိဘူးသူက3ရွန်ပေးမယ်လို့ဂရီပြောထားတာလူလိမ့်မယ်မင်းကဘာလို့သူ့ဘက်ကကာကွယ်ပြောနေတာလဲကျွန်တော်တက်ပြင်းချောမိပါတယ်အန်တီချန်အဖေကပေါက်ဆေးကိုတကယ်မသိသေးဘူးထင်ပါတယ်အဖေမှာတခြားလူတွေကလိမ်မော်သီးကိုတပေါင်း90ပြားလောက်ပဲဝယ်နေကြတာလို့ကျွန်တော်ရှင်းပြလိုက်ပါတယ်ဒီအခွင့်အရေးကိုလက်လွတ်လိုက်ရင်အန်တီစောင့်ရလိမ့်မယ်ကျွန်တော်စကားကိုနားထောင်ပြီးသူ့ကိုပဲရောင်းလိုက်ပါလို့ပြောပေမဲ့အန်တီချန်ကငင်းပါတယ်သူမကဈေးကောင်းထပ်ရမလားဆိုပြီးမျှော်လင့်ချက်ရှိနေတာပါဟင်းသူ့ကိုမရောင်းချင်ဘူးပြောပြီးရီကျဲကျဲနဲ့အဲ့ဒီလောက်ဆိုရင်မင်းကိုပဲရောင်းလိုက်ရင်ဘလို့လဲတပေါင်းကိုယွမ်တစ်ခုနဲ့လေလို့ပြောလာပါတော့တယ်ဈေးကို80ပြားလောက်ရှော့ပေးလိုက်မယ်လीအဆင်ပြေရလားတဲ့ကျွန်တော်ကလည်းအခုမှကျွန်တော်ကိုတတိရတာလားနောက်ကျသွားပါပြီလို့ပြန်ပြောလိုက်ပါတယ်ပြီးတော့အခုအချိန်မှာအသီးတွေလက်မခံနိုင်တော့တဲ့အကြောင်းရင်းကိုစိတ်ရှည်လက်ရှည်ရှင်းပြခဲ့ပါတယ်ပထမအချက်ကမုံတိုင်းလာတော့မှဖြစ်လို့မနေ့ဖြန်မနေ့ကစပြီးစူပါမားကတ်တွေနဲ့တစ်သီးဆိုင်တွေပိတ်တော့မှာပါဒါကြောင့်ကျွန်တော်ရဲ့ကုန်ပစ္စည်းပေးသွင်းသူတွေအကုန်လုံးကပို့ဆောင်မှုတွေကိုရက်ဆိုင်ထားကြပါပြီအသီးတွေပို့သွားမှာကိုသူတို့လည်းမလိုလားဘူးလေဒုတိယအချက်ကအန်တီရဲ့အသီးတတန်တဲ့အတွက်နဲ့ကျွန်တော်ကုန်တင်ကားတွေကိုအခုချက်ချင်းမခေါ်နိုင်ပါဘူးမြို့ကိုအသွားအလာပိတ်လိုက်ရင်ကားတွေမြို့ပြင်မှာတောင်တင်ကုန်မဲ့အန်တီရဲ့ရှိပါတယ်ဒါအပြင်မြို့ထဲကကျွန်တော်စက်ရုံလည်းပိတ်ထားပြီးမို့အသီးဆေးတာစစ်ဆေးတာနဲ့တစိမ့်ကတ်တာတွေလုပ်လို့မရတော့ပါဘူးဒါကြောင့်ကျွန်တော်ကူညီနိုင်တော့ပါဘူးအကယ်၍လက်ကားသမားကိုမယောင်းချင်ဘူးဆိုရင်တော့အကောင်းဆုံးနည်းလမ်းကမြို့ထဲကိုအခုချက်ချင်းသွားပြီးကိုယ်တိုင်ရောင်းဖို့ပါပဲလို့အကြံပေးလိုက်ပါတယ်ဒီလိုပြောပြီးတာနဲ့စကားအရှည်ကြီးမပြောတော့ပဲဖုံးချလိုက်ပါတော့တယ်အဲ့ဒီအသီးတတန်တဲ့ကန်ကြမာကတော့အန်တီရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်ပါတော့တယ်ကျွန်တော်တက်နိုင်သမျှအကြံပေးပြီး2နာရီလောက်အကာမှာတော့အန်တီချန်ဟာမြို့တွေကလေအေးတွေကြားမှာလေမော်တီရောင်းနေတဲ့ဓာတ်ပုံတွေကိုရွာရဲ့ WeChat group ထဲမှာတက်လာပါတယ်ပြီးတော့ဖြစ်ချောင်းကုံစင်ကိုရှင်းပြလိုက်တဲ့အခါ group ထဲမှာပွက်လောရိုက်သွားပါတော့တယ်ဝန်ရှူဖန်ခေါ်လာတဲ့လက်ကားသမားတွေကဒီလောက်ဈေးနှိမ်လိမ့်မယ်လို့ဘယ်သူမှမထင်ထားကြပါဘူးအားလုံးကသူမအပေါ်တော်တော်လေးစိတ်ပြတ်သွားပါတယ်အပေါင်း90ပြားပဲလားပြီးတော့အကျိုးဆောင်ကပါတောင်းသေးတယ်ဟုတ်လားသူတို့တွေပတ်စံမှတ်တွေယူနေကြတာလားအစားတုန်းကတော့ဘလောက်ပဲရှိရှိအကုန်ဝယ်နိုင်ပါတယ်ဆိုပြီးအခုကျတော့တတန်တောင်ကုန်ကောင်မရောင်းပေးနိုင်ဘူးဝန်ရှူဖက်ထွက်ခဲ့အောင်ရွာသားတွေကိုရှင်းပြစမ်းလို့ဝိုင်းဖြိုးကြပါတယ်ဒါပေမဲ့ဝန်ရှူဖန်ကတော့အိမ်ထဲမှာပဲဖုံးနေပြီးဘာမှမသိသလိုဟန်ဆောင်နေပါတယ်သူမကလက်ကားလောကတွေကိုအခုမှဆွဝင်ခါစားထစ်တော့ဒီထဲမှာလှဲ့ကွက်တွေအများကြီးရှိတယ်ဆိုတာကိုသိသွားပါပြီဒါကတဆင့်ပြန်ရောက်ရုံနဲ့မပြီးဘူးဆိုတာကိုသူမနားလည်သွားတာပေါ့ကျွန်တော်ရဲ့ကျွမ်းကျင်မှုကြောင့်တပေါင်ကို2.5 ရွက်နဲ့ရောင်းနိုင်တာပါသူမခက်ခဲရှာထားတဲ့လက်ကားသမားတွေကတော့ဈေးစစ်တာနေရာမှာဆရာကြီးတွေဖြစ်ပြီးတပေါင်ကို10ပြားလောက်တော့နှိမ်ချကြတာပါသူတို့ပေးတဲ့ဈေးကတောင်တူတွေအတွက်အသက်ဆက်ဖို့တော့မလွယ်ပါဘူးတပေါင်90ပြားရဖို့တော့သူမမှာဒီဝယ်လက်ကိုတော်တော်လေးရှာယူခဲ့ရတာပါသူမကဖုံးနေလေရွာသားတွေကပိုပြီးစိတ်ပူလာပါတယ်အထူးသဖြင့်လေအေးထဲပါလိမ်မော်တီရောင်းနေတဲ့ကျန်းတာညံအန်တီကျန်းဆိုရင်ပို့ဆိုးပါတယ်သူမဟာအရင်ကကျွန်တော်စီရောင်းတော်မှဒီလိုဒုက္ခမျိုးတစ်ခါမှမကြုံဘူးပါဘူးအခုတော့တလုံးချင်းစိတ်ရှည်လက်ရှည်ရောင်းနေရပါတယ်မြို့ကလူတွေကလည်းချောင်းစားကျင်ကြပါတယ်တချို့ဆိုရင်အမြင့်စားရင်နဲ့အိတ်ထဲပါခိုးထည့်ထားကြပါတယ်တချို့ကလည်းဈေးကိုအတေးအလဲစစ်ကြတာပေါ့အဲ့ဒီနေ့လယ်မှာတော့အသီးတွေအကုန်ရောင်းထွက်သွားပါတယ်ဒါ
ဒါပေမဲ့ပြန်တွက်ကြည့်တော့မြို့မှာတပေါင်ကို2ရွက်နဲ့ရောင်းရတယ်ဆိုပေမဲ့အလေးအလွတ်နဲ့တခြားကုန်ကြစရိတ်ကလေးနှုတ်လိုက်တော့တပေါင်ကို1.5ရွက်လောက်တောင်ကျန်ပါတော့တယ်ဒါဟာကျွန်တော်ပေးတဲ့ဈေးတက်တောင်နည်းနေတာပါဒါကြောင့်သူမကဝန်ရှူဖန်းအပေါ်နာကျင်ချက်တွေပြီးသွားပါတော့တယ်အိမ်ပြန်လမ်းမှာတင် group ထဲမှာစပြီးဆဲဆိုပါတော့တယ်ဝန်ရှူဖန်းနင်းသားကြားထက်ကဝေမရှုပ်ရင်ငါသာအစောကြီးကတည်းကတသေးရွှီစီလိန်မော်သီးတွေရောင်းလိုက်ရင်အခုလိုဖြစ်မှာမဟုတ်ဘူးငါကလိန်မော်သီးအနှင်းငယ်လေးရောင်းဖို့တိုင်းနဲ့ဒီလိုလေအေးထားမှာတနေကုန်ပင်မခံရမယ်လို့နင်းချင်းနေလားနင်းဟာတကယ့်ကိုသူ့မြအကျိုးစီးပွားကိုချက်စီးတဲ့အန်တရဲကောင်ပဲလက်လီဈေးကွက်ရဲ့လက်ရှိအခြေအနေကိုကြားသိပြီးနောက်မှာတော့တခြားသောတစ်ဆိုင်တောင်တို့တွေလည်းစိုးရိမ်တကြီးဖြစ်လာကြပါတယ်သူတို့တွေဟာကျွန်တော်စီကိုတယောက်ပြီးတယောက်ဖုံးဆက်ပြီးသူတို့လိန်မော်သီးတွေကိုဝယ်ပေးဖို့တောင်းဆိုကြပါတော့တယ်ဒါပေမဲ့သူတို့နဲ့တယောက်ချင်းလိုက်ပြီးစကားမပြောချင်တော့တာကြောင့်ကျွန်တော်လည်းဖုံးကိုလေရင်မှုပြောင်းထားလိုက်ပြီးသူတို့ဖုံးတွေဆက်သွယ်လို့မရအောင်လွတ်ထားလိုက်ပါတယ်group chat ထဲမှာသူတို့တွေစိုးရိမ်တကြီးနဲ့ဘာမှမတတ်နိုင်ပဲဖြစ်နေကြတာကိုကြည့်ပြီးကျွန်တော်မှကျေနပ်မှုတစ်ခုခံစားရတယ်လို့တစ်ဖက်မှာလည်းဝန်ရှူဖန်းဟာဘာမှလည်းမတက်ပဲနဲ့ဒီလိုခက်ခဲတဲ့အလုပ်ကိုဇွတ်လုချင်ခဲ့တာကိုတွေးမိပါတယ်နောက်ပိုင်းရွာမှာကောင်းကောင်းမွန်မွန်နေနိုင်တော့မှာမဟုတ်ပါဘူးနောက်နေ့မနေ့ရုပ်တဲ့အခါပင်းပါကပြင်ပပြင်းထန်တဲ့လေမုန်တိုင်းနဲ့မိုးတဲထန်စွာရွာနေပါတယ်ကျွန်တော်ကတော့အဲ့အတန်းထဲမှာထိုင်ပြီးအားရပါရမနဲ့စာစားနေလိုက်ပါတယ်ကျွန်တော်ရှိတဲ့လိန်မော်တီးတွေအကုန်ရောင်းဖွင့်သွားပြီးထပ်တယ်လို့ဂိုတောင်လည်းအားလုံးလွတ်သွားပါပြီဝန်တန်းတွေကိုလည်းအားလုံးအနားပေးထားလိုက်ပါတယ်ကျွန်တော်ကတော့စိတ်အေးလက်အေးရှိနေပေမဲ့ရွာသားတွေကတော့တမျိုးပေါ့ခြံထဲကလိန်မော်တီးတွေဟာမုံတိုင်းတန်ကိုတိုက်ရိုက်မခံနိုင်တာကြောင့်သူတို့အတော်လေးကိုစိုးရိမ်နေကြမှာပါရွာကလိန်မော်ခြံတွေဟာမုံတိုင်းကြောင့်တော်တော်လေးကိုကြည့်မကောင်းအောင်ပျက်စီးနေလောက်ပြီလို့ကျွန်တော်မြင်အောင်နေမိပါတယ်မုံတိုင်းအပြီးမှာရေဆိုးသွားတဲ့လိန်မော်တီးတွေကိုတော့ရောင်းလို့မရတော့ပါဘူးသူတို့ရဲ့အတွင်းအပြင်ကတော်တော်လေးကိုဆိုးဆိုးဝါးဝါးသွားလို့ပါဒါကြောင့်အခုထိမခူးရသေးတဲ့အသီးတွေဟာခြံထဲမှာတင်ပုတ်သွားဖို့ပဲရှိပါတော့တယ်တကယ်တော့ကျွန်တော်ရဲ့စိုးရိမ်ပူပန်မှုတွေကမှန်ကန်နေခဲ့ပါတယ်ရွာသားအများစုဟာသူတို့လိန်ပေါ်တီးတွေအတွက်စိတ်ပူပြီးမုံတိုင်းတန်ကြားကလေးကခြံထဲကိုတွားကြည့်ကြပါတယ်ပြီးတော့ရွာရဲ့ WeChat group ထဲမှာတပ်ပုံတွေတင်ကြပါတယ်တပ်ပုံထဲမှာလိန်ပေါ်ပင်အများပြားဟာမုံတိုင်းကြောင့်ထက်ပိုင်းကျိုးနေပြီးလိန်ပေါ်တီးတွေဟာမြေပြင်ပေါ်မှာပြန့်ကျဲနေသလိုရွန်ထဲမှာနစ်မြုပ်နေတာကိုတွေ့ရပါတယ်တကယ်ကိုနစ်မြုပ်စရာမြင်ကွင်းမှာအကယ်၍သူတို့သာအစောကြီးကလေးကအသီးတွေကိုခူပြီးရောင်းလိုက်ရင်အခုချိန်မှာအိမ်မှာအေးအေးဆေးဆေးပတ်စံထိုင်ရင်းနေပြီလေညင်သွားနေကြပါတယ်group ချက်ကလူအများစုဟာဝမ်းနဲ့ပူဆွေးနေပြီးကျွန်တော်ရဲ့အကြံပေးချက်ကိုနားမထောင်ပဲအသီးတွေအစောကြီးမယောင်းခဲ့မိအကိုနှောင်ထရနေကြပါတယ်ဒါပေမဲ့အခုတော့အရာအလုံးကနောက်ကျသွားပါပြီအခြေအနေကပူဆိုးသွားတာကတော့အဲ့ဒီညကမုံတိုင်းနဲ့အတူပါလာတဲ့မိုးသေးထန်မှုကြောင့်ရွာရဲ့ရေမျက်နှာပြင်မြင့်တက်လာပြီးမိရေရှောင်းကရွာသားတွေရဲ့လိန်မော်တီးတလောင်တွေထဲကိုရေဝင်သွားတာပါရေကြီးမှုကြောင့်ဆုံးရှုံးမှုတွေကပုံမကြီးမားလာပြီးလူပေါင်းများစွာကစိတ်သက်တွေပြိုလဲကုန်ကြပါတယ်ရေပြန်ကျသွားတဲ့နောက်မှာသူတို့ပထမဆုံးလုပ်တဲ့အလောက်ကအိမ်ပြန်ပြင်တာမဟုတ်ဘဲဝမ်ရှူဖန်းကိုတွားပြီးထိတိုက်ရင်ဆိုင်တာမှာနေငါရဲ့ပင်ပင်မမှန်ရှာထားတဲ့ပတ်စံတွေကိုပြန်ပေးငါလေမော်တီးတွေအတွက်နင်းတာဝန်ယူနေလာမုံတိုင်းမလာဘူးလို့မပြောခဲ့ဘူးဆိုရင်ငါတို့လေမော်တီးတွေအစောကြီးကတည်းကရောင်းထွက်သွားမှာအခုဂိုတောင်လဲရေဝင်သွားပြီလူကြီးသူများတွေဘလို့အသက်ဆက်ခံမှာလဲလို့ဝိုင်းပြောကြပါတော့တယ်ရွာသားတွေဟာဒေါသတကြီးနဲ့ဝမ်ရှူဖန်းရဲ့ခြံဝင်းတွေကိုအတင်းဝင်ရောက်ပြီးတန်တကားကြီးကိုဒုံဒုံထုကြပါတော့တယ်ဒါပေမဲ့ဝမ်ရှူဖန်းကတော့အိမ်မှာမရှိသလိုဟန်ဆော့ပြီးတကားမဖွင့်ပေးပါဘူးပောက်ကွင်းနေတဲ့ရွာသားတွေကိုမြင်မှသူမဟာအခြေအနေကိုနောက်ကျမှသဘောပေါက်ပြီးကြောက်လန့်နေတာပါသူတို့ဒေါသထွက်ပြီးသူမကိုရန်ပြုတ်မှကိုသူမတော်တော်လေးကြောက်နေမိပါတယ်ဒါပေမဲ့ငိမ့်နေုံနဲ့တော့မသီးသွားပါဘူးသူမဘာမှပြန်မပြောတာကိုမြင်တော့ရွာသားတွေဟာပေါက်တူးတွေနဲ့သူမရဲ့တကားတွေပတင်းပေါက်တွေကိုရိတ်ခွဲပစ်လိုက်ကြတယ်အထဲမှာပုတ်စော်နှံပြီးတီနေတာလားလို့အော်ဟစ်ပြီးပစ္စည်းသွားရဲ့တကားတွေကနေအထဲကိုအတင်းဝင်သွားကြတယ်ဆိုဖာပေါ်မှာထိုင်ပြီးဖုန်းဂိမ်းကစားနေတဲ့ဝမ်ရှုဖိုင်းကိုမြင်လိုက်တဲ့အခါရွာသားတွေရဲ့ဒေါသကထိမ့်မနိုင်ဖြစ်သွားပါတယ်သူမကငါလဲဘာလို့ရမယ်မသိဘူးပါလားအခုချက်ချင်းအိမ်ပြင်ထွက်ကြနင်းလုံးသူများအိမ်ကိုကျူးကျော်ဝင်းကြောင်နေတာလို့អော်ပါတယ်ဝမ်ရှူဖန်းဟာရွာသားတွေကိုကြောက်လွန်းလို့လက်တွေတုံပြီးငိုပါတော့တယ်နင်းကဘာလို့ရမယ်မသိဘူးဟုတ်လားမုံတိုင်ပြီးရင်ဈေးတက်မယ်လို့ပြောခဲ့တာဘယ်သူလဲ1,300နဲ့ရောင်းပေးမယ်လို့ကတိပေးခဲ့တာဘယ်သူလဲလို့ရွာသားတွေကမေးကြတယ်အဲ့ဒါကျမလိန်ပြောတာပါကျမတကယ်တော့ဝယ်ဈေးကိုလုံးဝမသိခဲ့ဘူး300နဲ့ပြန်ရောင်းလို့ရမယ်ထင်ခဲ့တာဒါပေမဲ့အပြင်မှာ90ပြားပေးချက်အပြင်ဘယ်သူမှလည်းလာမဝယ်ကြဘူးလေလို့သူမကအတန်တိုးတိုးလေးပြန်ဖြေးပါတယ်ဒါကတော့အလားစကားပဲအခုငါတို့ဘာလို့ရမလဲရွာသားအားလုံးရဲ့မျက်နှာတွေဟာချက်ချင်းပဲညှိုးငယ်သွားကြတယ်သူတို့ထဲမှာအကြီးဆုံးစိတ်ပြိုးသူဆိုရင်တောင်ဒီတစ်ခါမှတင်ရွှင်3-5တောင်ကျော်ဆုံးရှုံးသွားခဲ့တာပါဝမ်ရှူဖန်းကတော့အဲ့ဒီရေဆိုသွားတဲ့လေမော်တီတွေကိုဖျော်ရည်စိတ်ယုံမှာတွားရောက်ရင်ဘလို့လဲသူတို့ဆိုဝယ်မှာပေါ့လို့အကြံအဉာဏ်တွေကိုထပ်ပေးပြန်ပါတယ်ရွာသားတွေလည်းတယောက်ကိုတယောက်ကြည့်ပြီးလောလောဆယ်ဒါပဲလို့ဆရာရှိတယ်လို့တွေးမိကြပါတယ်ဒါနဲ့ဖျော်ရည်စိတ်ယုံဘက်ကိုလူလွတ်ပြီးစုံစမ်းခိုင်းလိုက်တဲ့အခါစက်ယုံပြီးမှကုံတက်ကားလေးတွေတန်းစီနေတာ2 မိုင်လောက်တောင်ရှိနေပါတယ်လိန်မော်တီခေါင်းရင်1,000ကို30ပြားရပါမယ်ရေဆိုနေတဲ့အတီးတွေဆိုရင်တော့10ပြားပဲရတော့ပါတယ်ဒီဈေးကိုကြားလိုက်တော့လူတိုင်းစိတ်ဖြတ်သွားကြပါတယ်သူတို့ပြန်တိုင်ပင်ပြီးတော့မှကျွန်တော်ဘေးခဲ့တဲ့ဈေးကအမျှတဆုံးဆိုတာကိုနားလည်သွားကြပြီးကျွန်တော်အိမ်ရှိမှာလာပိတ်ကြပါတယ်ကျွန်တော်တို့ရဲ့လိန်မော်တီတွေကိုကြည့်ပေးပါဦးလို့သူတို့စကားမဆုံးခင်ပါပဲကျွန်တော်ကကြားပြတ်ပြီးပြောလိုက်ပါတယ်အစ်စ်မမီရဲ့လိန်မော်တီတွေကိုကျွန်တော်မဝယ်ဘူးဆိုတာခင်ဗျားတို့သိထားပြီးသားပါ
အခုကျွန်တော်ရန်ကြာရွာနဲ့ဂေးကြာရွာတွေနဲ့9နှစ်စာချုပ်ချုပ်လိုက်ပြီဖြစ်တဲ့အတွက်သူတို့ကကျွန်တော်ကိုအစ်စ်ကိုလေမော်သီးတန်200စီတပေါင်ကိုတရွယ်နဲ့ဆက်သွင်းသွားကြမှာဖြစ်တဲ့အတွက်လောလောဆယ်တခြားအသီးတွေထပ်မဝယ်တော့ဘူးလို့ပြောလိုက်ပါတယ်အနာဂတ်မှာပြန်တွေ့ရဦးမယ်ဆိုတော့စကားကိုအပြက်ကြီးမပြောခဲ့ပေမဲ့သူတို့ကိုမျှော်လင့်ချက်လုံးဝမပေးခဲ့ပါဘူးတပေါင်တရွယ်ကခင်ဗျားတို့အခုရနေတဲ့ဈေးထက်အများကြီးတာပါသေးတယ်ဟုတ်ပါတယ်သူတို့စီကဝယ်တာကဈေးလဲတက်တာတယ်အသီးလဲကောင်းတယ်ပြီးတော့ကျွန်တော်ကိုဝိသမလောဘသားလို့လည်းမခေါ်ကြဘူးဂတိလည်းမဖြတ်ကြဘူးလိဒီစကားပြောပြီးနောက်မှာသူတို့ရဲ့အတော်လေးကိုကြည့်မကောင်းတဲ့မျက်နှာတွေကိုဂယုမစိတ်တော့ပဲတကိုင်းပိတ်လိုက်ပါတော့တယ်နောက်ထပ်9နှစ်ကြာရင်လဲသူတို့စီကကျွန်တော်မဝယ်တော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကမြေခွက်အကျယ်ကြီးတစ်ခုကိုရှာထားပြီးသားဖြစ်လို့ပါလာမဲ့ຫນွေဝီးမှာတော့ ကျွန်တော်ကတော့အကောင်းဆုံးနဲ့အရေးသွေးအမြင့်ဆုံးလိမ္မော်ပြိုးပင်တွေကိုရွေးချယ်ပြီးကိုပိုင်တီးနှံချန်စိုက်ပြိုးတော့မှာပါဒါကြောင့်နောက်9နှစ်နေလို့ရန်ကြာရွာကတောင်သူတွေကပါသူတို့လိုပဲဈေးတင်လာရင်တောင်ကျွန်တော်ကြောက်เสียမလို့တော့ပါဘူးသူများအပေါ်အားကိုးနေမယ့်အစားကိုချီတော်ပေါ်ကိုညက်တီတာကပိုကောင်းပါပဲကျွန်တော်မှာရင်းနှီးမှုနာမဲ့ငွေကြီးရှိတယ်လို့အဆက်အသွေးတွေလည်းရှိတယ်ဘယ်လိုကျွမ်းကျင်ပညာရှင်မျိုးကိုမဆိုကျွန်တော်ငားရမ်းလိုက်ပါတယ်လိမ္မော်ဒီကောင်းကောင်းထွက်မလာမှာကိုကျွန်တော်စိတ်မပူပါဘူးသူတို့ရဲ့သဘောထားတွေကိုကျွန်တော်ဘာလို့ဂရုစိုက်ရမှာလဲကျွန်တော်ရဲ့အင်ကထွက်သွားပြီးတဲ့နောက်မှာတော့မျော်လင့်ချက်လုံးဝကုံဆုံးသွားတဲ့ရွာသားတွေဟာဝန်ရှူဖန်ရဲ့အင်းထဲကိုတကြောင်ပြန်အတင်းဝင်ရောက်သွားကြပါတော့တယ်ဒီတခါတော့သူတို့က6လန့်ယုံတင်မဟုတ်တော့ပါဘူးသူတို့ရဲ့ဆုံးရှုံးမှုတွေကိုပြန်ကာမိဖို့နဲ့ကလဲစားချေဖို့တရာရွာလူကြီးအင်ကဝက်အတောင်30ကျော်ကြက်နဲ့ဘဲအကောင်340လောက်ကိုပါဖမ်းယူသွားကြပါတယ်ခြံထဲကအခုလေးချင်းမွေးထားကခွေးမကြီးနဲ့ခွေးပေါက်လေးတွေကိုတောင်ဝန်ရှူဖန်အတွက်ခြံမထားခဲ့ကြပါဘူးဝန်ရှူဖန်နဲ့ရွာလူကြီးအိမ်ပြန်ရောက်တဲ့အခါမှာတော့အံ့ဩမင်းသက်သွားကြပါတယ်ငါတို့တကားတွေနဲ့ပတင်းပေါက်တွေနောက်တစ်ခါအစိမ့်လိုက်ရိုက်ခွဲခံလိုက်ပြန်ပြီလို့ဝန်ရှူဖန်ကဆိုပါတယ်ရွာလူကြီးလည်းလန့်ဖျံသွားပြီးငါ့ရဲ့ကြက်တွေတိုးတွေဝက်တွေနဲ့ခွေးတွေတော့ဘယ်ရောက်ကုန်ပြီလဲလို့အော်ဟစ်ပါတော့တယ်ဝန်ရှူဖန်အိမ်သွန်းဝင်ကြည့်လိုက်တဲ့အခါအခန်းထဲကအခြေအနေကိုမြင်ပြီးမျက်နှာတစ်ခုလုံးပြားနှမ်းသွားပါတယ်သူမမြေပြင်ပေါ်ထိုင်ချလိုက်ပြီးအဖေငါတို့ပရိဘုံကားတွေအကုန်မရှိတော့ဘူးအိမ်တစ်ခါလုံးအရှင်းခံလိုက်ပြီလို့အော်ငိုးပါတယ်သူ့အိမ်ကြီးဒီလိုအခြေအနေရောက်တာကိုမြင်တော့ရွာလူကြီးဟာဝန်ရှူဖန်ရဲ့ပါကိုအားရပါလားရိုက်ချလိုက်ပါတယ်ဒါဟာရွာသားတွေလက်ချက်ပဲဖြစ်ရမယ်နင်းကတော်တော်လေးလောဘကြီးတာပဲဘာမှမသိဘူးနဲ့ဒါတွေအကုန်လုံးနင့်ကြုံဖြစ်ရတာအဖေကလည်းကျမကိုပဲအပြစ်တင်နေတယ်တသေးရွှေရဲ့စီးပွားရေးကိုကြာပြတ်လွတ်ဖို့အဖေကသာကျမကိုအလိုမလိတ်ခဲ့ရင်အခုလိုလူတိုင်းကဝိုင်းမုန်းနေတဲ့အခြေအနေမျိုးမရောက်ပါဘူးငါကလောဘကြီးတာဟုတ်လားနင်းကတော့ဘလို့လဲဝန်ရှူဖန်ကအေးဆက်ဆက်နှင်းခေါင်းရှုံရင်းထရက်ကြီးရွာလူကြီးကိုမြေပင်ပေါ်လဲသွားရအောင်တွင်းလွတ်လိုက်ပါတယ်ရွာလူကြီးဟာအသက်ကြီးပြီဖြစ်တယ်လို့အမှတ်မတင်ဖြစ်သွားကကြောင့်မြေပင်ပေါ်ပြင်းပြင်းထန်ထန်လဲသွားပါတယ်အတော်ကြာကောင်ပြန်မထနိုင်တော့ပဲတုံတုံရင်ရင်နဲ့ဝန်ရှူဖန်ကိုလက်ညှိုးထိုးပြီးနင်းလိုအဖေကိုမယိုသေးတဲ့သမီးမိုင်ငါခါကျူးသွားပြီထင်လေအခုချက်ချင်းလူနန်တင်120ကိုခေါ်ပေးစမ်းလို့ဆဲဆိုပါတော့တယ်ဝန်ရှူဖန်ကတော့အဖေဖြစ်သူဟန်ရောင်ညွှန်လို့ထင်နေတာပါဒါပေမဲ့မိနစ်အတော်ကြာကောင်စောင့်ကြည့်လို့မှပြန်မထလင်တော့တာကိုမြင်တော့မှလူနန်တင်ခေါ်ပြီးရဲကိုလည်းဖုံးဆက်တိုင်းလိုက်ပါတယ်ရွာသားတွေကသူမအိမ်ကိုဖျက်ဆီးသွားပါတယ်လို့ဆွဆွဲတိုင်လန်းတာပေါ့မကြခင်မှာပဲလူနန်တင်ဥဆွဲထန်နဲ့ရဲကားတန်တွေရွာထဲမှာစူးညံသွားပါတော့တယ်အဲ့ဒီညကရွာတရွာလုံးတော်တော်လေးစီးကားသွားခဲ့ပါတယ်ရွာသားအများစုစစ်ဆေးမေးမြန်းဖို့ခေါ်ဆောင်သွားကြသလိုရွာလူကြီးကတော့ခါယိုကျူးသွားတာကြောင့်ခွဲစိတ်ပြီးနောက်အိပ်ရာထဲမှာပဲလေးပြက်တယ်လို့ဖြစ်သွားပါတော့တယ်ဒါကြောင့်ရွာလူကြီးယာတို့ကလည်းလက်ပြောင်းသွားခဲ့ရပါတယ်ဝန်ရှူဖန်ဟာရွာလူကြီးသမီးဆိုတဲ့ဂုံးပုတ်ပျောက်ဆုံးသွားပါပြီရွာသားတွေကလည်းဝန်ရှူဖန်ကိုမကြောက်ကြတော့ပါဘူးတွေ့လေမိခင်တိုင်းကဝန်ရှူဖန်ကိုဆဲဆိုကြပါတယ်ဘာလို့လဲဆိုတော့သူမဟာတရွာလုံးရဲ့ချမ်းသာမဲ့လမ်းကြောင်းကိုဖျက်ဆီးပစ်လိုက်လို့ပါသူမအိမ်ကိုဖျက်ဆီးသွားတဲ့ရွာသားတွေကတော့အဖမ်းခံရပေမဲ့တက်တေမခေါင်လုံးတာကြောင့်ရက်အနှဲ့ငယ်ကပြန်လွတ်လာပါတယ်ဒါဟာဝန်ရှူဖန်နဲ့ရွာသားတွေကြားတဲ့ဆက်ဆံရေးကိုပိုဆိုးရွားသွားပါတယ်မကြခင်မှာပဲရွာသားတွေရဲ့နှိပ်စက်မှုကိုမခံနိုင်တော့တာကြောင့်သူမဟာအိမ်ကောင်းကိုရောင်းချပြီးအဖေဖြစ်သူနဲ့အတူမြို့ဘောကိုတက်လာအိမ်ငဲနေထိုင်လို့သွားပါတော့တယ်ရွာသားတွေကတော့ကျွန်တော်ကိုတွေ့တဲ့ထဲမှာပြုံးပြုံးရွှင်ရွှင်နဲ့နှုတ်ဆက်ပါတယ်တနေ့မှကျွန်တော်သူတို့စီကလိန်မော်တီးတီပြန်ဝယ်ပေးမလားဆိုတဲ့မျှော်လင့်ခြင်းနဲ့ပေါ့9နှစ်ကြာတဲ့နောက်မှာတော့ကျွန်တော်ရဲ့ကိုပိုင်လိန်မော်ကျန်ဟာအကြီးအကျယ်အောင်မြင်ထွန်းထွန်းလာပါတယ်ကျွန်တော်ရဲ့မျိုးဆက်အသစ်လိန်မော်တီးတွေဟာအရေးသွေးကောင်းလွန်းတာကြောင့်မီဒီယာတွေမှာအကြိမ်ကြိမ်ဖော်ပြခံရသလိုပြည်နယ်ကိုတောင်1ကီလိုဂရမ်ကို10ယွမ်အထိဈေးကြီးပေးပြီးတော့ရောင်းနေရပါတယ်ဒါကိုမြင်တဲ့ရွာသားတွေကတော့အကြီးအကျယ်နောင်တရနေကြပြီမဲ့အရာအားဆုံးကနောင်ကြားသားပါပြီသူတို့ဟာဂုံတိတ်ခါပြတ်ကျသွားတာကြောင့်တသက်လုံးစင်းရဲဖို့ကန်ပါလာကြပါတယ်အခုဆိုသူတို့လိန်ပေါ်တီးဘလောက်ပဲကောင်းကောင်းဆိုင်ဆိုင်ခြံထဲမှာပဲပုတ်ကုံပေါ်ရှိပါတယ်ဂတိမတီရှိတဲ့လူမျိုးနဲ့ဘယ်သူကစီးပွားရေးလုပ်ချင်ပါလဲကျွန်တော်ရဲ့လိန်မော်တီးတွေကတော့အယောင်းဝသွားနေတာကြောင့်စီးပွားရေးကိုအလင်းမြန်ချဲ့ထွေးနေပါတယ်ကျွန်တော်ရဲ့အနာဂတ်ရည်မှန်းချက်ကတော့နောက်10နှစ်အတွင်းမှာကျွန်တော်ရဲ့လိန်မော်လုပ်ငန်းကို stock share ဈေးကွက်ကုမ္ပဏီတစ်ခုဖြစ်လာစေခြင်းနဲ့ကျွန်တော်ကိုဝိသမလောဘသားလူဆဲဆူခဲ့တဲ့ရွာသားတွေကိုအဝေးမှာပြက်ပြက်သားသားခြံထားရခဲ့ပါတော့မှာပါ